နော်ချိန်ခွဲသားဖို့နဲ့တင်နေလာဖို့ဘယ်လိုနေပတ်ပြီးစားမယ်ဆိုတော့ကြည့်တာကိုပြေးကြအဲ့မှာကြည့်နော်အဝိညာဉ်ကအတက်မဲ့တဝိညာဉ်ကအတက်သွင်းပြီးသားတာအမြဲတမ်းခက်ခဲပါလေဗျာမိဘတော်သူများတော်လိုက်တာပါအကြောင်းကိုအမြင်နဲ့တော့ဟုတ်ကဲ့တရုတ်ပြည့်ပြပါတယ်မြမကျွေးချင်တော့ပါဗျာနော်ဘယုတ်ပြည့်နေတော့လုံးလို့မရဘူးရိုးရချင်တော့တကယ်လွယ်တာကကြည့်ရင်တော့လွယ်တယ်တကယ်ခက်တော့ခက်ပါလေနော်ဟောမယ်ကြည့်ချိန်ချင်းကောက်ပွဲဟောတွင်းတုံးအဲ့ဒါမှကြည့်ရှင်းရှင်းလင်းလင်းနဲ့ဖော်ထုတ်ပြသနေတာသမီးကတင်နေအဲ့ဒါကိုတိုင်တိုင်ယူရတယ်နော်ကြည်ပြကြည်ကွယ်ဘူးပေါ်ပါပေါနောက်ဖမြဲနော်အဲ့ဒီမှာကြည့်ပြန်လာမယ်သမီး1 2 3ခေါ်ပြီးခဏနေကိုဆရာနဲ့ခေါ်ပြီးစမယ်ဟောကြည့်အဲ့ဒါ6လုံးမှတမတ်ရ6လုံးမှတည်းတမတ်ရပဲဆရာကျော်ရှင်းတို့လည်းပြုတ်တယ်ဆိုရင်သမီးငယ်အုတ်ခဲပေါ်ပေါ်ကဏ္ဍကိုရောက်ရှိနေပါပြီနော်ကြည့်တော့အမလေးတွေ့သမီးလေးပြုတ်ကြပါဆိုလို့ကြိုင်သားပြီမကြိုင်နဲ့လွတ်ထားတာဘုတ်ကောင်ဆုံးပြကြဝဲပြုတ်ကြတယ်လာမယ်ကြည့်တာပေးကြတော့လည်းဟုတ်ပေးပါဗျာ